အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့အရန်ကိုအရသာရှိတဲ့ Time Style ဝက်နံရိုးချင်ဆန့်ဟင်းလေးကိုချက်ပြမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းလေးတွေကရိုးရှင်းပြီးတော့လုံးရလဲအရန်ကိုလွယ်ကူပါတယ်နော်။အရင်ဆုံးဝက်နံရိုးတွေကိုအနေတော်အတုံးလေးတွေလှီထားပေးလိုက်ပါမယ်။ရလာတဲ့ဝက်နံရိုးတွေကိုတေချာလေးရေဆေးပြီးတော့စားနဲ့အရသာမုတ်ထည့်ပြီးတော့နှဲထားပေးလိုက်ပါမယ်နော်။ပြီးရင်တော့ပတဲကောစပယ်လေးနဲ့ရှောက်ရွက်တွေကိုရေဆေးတက်ဆင်ပြီးတော့လာလှီထားပေးလိုက်ပါမယ်။ရေဆေးသက်ဆင်ထားတဲ့စပယ်လေးနဲ့ပတဲကောကိုလာထောက်ထားပေးလိုက်ပါမယ်။သူတို့ကိုထောက်တဲ့အချိန်မှာကျဉ်ညက်နေအောင်ထောက်စရာမလိုပါဘူးနော်။ဒီအနေထားလေးဆိုရင်ရပါလိမ့်ရှင်။ပြီးရင်တော့ငရုတ်သီးကိုလည်းလာထောက်ထားပေးလိုက်ပါမယ်။ကျက်ဆောင်တွေကိုတော့အတုံးကြီးကြီးလှီထားပေးလိုက်ပါမယ်နော်။ပါဝင်ပစ္စည်းအားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့စပြီးတော့ချက်ပေးလိုက်ပါမယ်။အရင်ဆုံးပွက်ဆူနေတဲ့ရေတွေကိုခုနကထောက်ထားတဲ့စပယ်လင်ပတဲကောမကြီးမှန်းနဲ့ရှောက်ရွက်ကျက်တော်တွေကိုထပ်ပေးလိုက်ပါမယ်။ပြီးတော့အရသာနှက်ထားတဲ့ဝက်နံရိုးလေးတွေကိုထပ်ပေးပြီးတော့ဝက်နံရိုးတွေကျက်သွားတဲ့အထိချက်သွားပေးလိုက်ပါမယ်နော်အခုလိုမျိုးရေလဲခံပြီးတော့ဝက်နံရိုးလဲကျက်ပြီးဆိုရင်တော့ရှောက်ရွက်နဲ့ငရုတ်သီးထောင်းကိုထပ်ပေးလိုက်ပါမယ်ပြီးရင်တော့ငရုတ်သီးချောင်းနဲ့ကျက်ပေါ်မြေတရုတ်နံနံလှီထားတာလေးကိုလည်းထပ်ပေးလိုက်ပါမယ်အရသာအတွက်ကကြတော့စားအချုံမို့ငန်းပြရည်နဲ့တမ်းပြရည်တွေကိုကိုယ်စိတ်ကြိုက်ခြေဆပြီးတော့ထပ်ပေးလိုက်ပါမယ်နော်ဒီနေရာမှာအချုံမို့မတုံတဲ့သူဆိုလို့ရှိရင်မထက်လဲရပါတယ်နော်ကဲအရသာလည်းအဆင်ပြေပြီဆိုရင်တော့မီးပေးလိုက်လို့ရပါပြီဒီဟင်းလေးဟာဆိုရင်ဘယ်ရောက်ပြီးဥရုနဲ့မဆိုလိုက်ဖက်ပြီးတော့ပါဝင်ပစ္စည်းနဲ့ပြီးလို့ရလဲအရန်ကိုရွယ်ကူတာမို့လိုက်ချက်စာကြည့်ဖို့တောင်းဆိုပါစေနော်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်